ဟုတ်ကဲ့မိတ်ဆွေညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့လူသားတွေမှာအမြဲတမ်းရှာဖွေနေကြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အောင်မြင်မှုနဲ့ပျော်ရွှင်မှုပါပဲဒါပေမဲ့အဲ့ဒီအရာတွေရဲ့အဓိကတော့ချက်ကကျွန်တော်တို့ရဲ့ပြင်ပလောကမှာရှိနေမှာမဟုတ်ပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာပဲရှိနေတယ်ဆိုတာကိုသင်ယုံကြည်ပါသလားဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အသုံးမချရသေးတဲ့ဒါမှမဟုတ်အသုံးချဖို့မင်းလျော့နေတဲ့စိတ်ရဲ့တကူအကြောင်းကိုအသေးစိတ်ဆွေးနွေးသွားမှာပါဒီဗီဒီယိုမှာသင်ရဲ့စဉ်းစားတွေးခေါ်ပုံကိုပြောင်းလဲစေပြီးလက်တွေ့ဘဝမှာဘယ်လိုအသုံးချရမလဲဆိုတာကိုအပိုင်း၅ပိုင်းနဲ့ပြောပြပေးသွားပါမယ်အပိုင်း၁စိတ်ဆိုတာဘာလဲကျွန်တော်တို့ပထမဆုံးသိထားရမှာကစိတ်ဆိုတာတခုတည်းမဟုတ်ဘူးဆိုတာပါပဲစိတ်ပညာရှင်ကြီး Freud တင်စားခဲ့သလိုကျွန်တော်တို့စိတ်ဟာပင်လယ်ထဲကရေခဲတောင်ကြီးနဲ့တူပါတယ်စိတ်ဆိုတာနှမျိုးရှိပါတယ်တီးစိတ်နဲ့မတီးစိတ်ပါတတိရှိသောစိတ်ဆိုတာကတော့ရေပေါ်မှာပေါ်နေတဲ့စိတ်ပိုင်းလေးပါခုမိတ်ဆွေကျွန်တော်စကားကိုနားထောင်နေတာဆုံးဖြတ်ချက်ချတာတွက်ချက်တာတွေဟာဒီစိတ်နဲ့လောက်တာပါဒါပေမဲ့သူကတော့အင်အားနည်းဆုံးပါမတိစိတ်ဆိုတာကတော့ရေအောက်မှာမြုပ်နေတဲ့စိတ်ပိုင်းကြီးပါတင့်ရဲ့နှလုံးခုန်နှုံးအသက်ရှူနှုံးကိုထိန်းချုပ်ထားတာတယ်မကပဲငယ်စဉ်ကတည်းကဆူဆောင်းလာတဲ့အလေးကျင့်တွေယုံကြည်ချက်တွေအားလုံးဒီထဲမှာရှိပါတယ်သင်ဘဝရဲ့ဥတီယာကိုတကယ်မောင်းနေနေတာကဒီရေအောက်ကစိတ်ပိုင်းကြီးပဲဖြစ်ပါတယ်အရင်ကတော့လူတွေကတက်ကြီးသွားရင်အုံနောက်ကပြောင်းလဲလို့မရတော့ဘူးလို့ထင်ခဲ့ကြတယ်ဒါပေမဲ့ခေတ်သစ်သိပ္ပံပညာကနူထရိုပလက်တစ်စီတီဆိုတဲ့အယူအဆနဲ့ဒါကိုမှားကြောင်းသက်သေပြခဲ့ပါတယ်အုံနောက်ဆိုတာပလတ်စတစ်လိုပဲကျွန်တော်တို့ရဲ့အုံနောက်ထဲမှာနျူထွန်ဆဲပေါင်းဘီလီယံ100လောက်ရှိပါတယ်သင်အတွေးအသစ်တစ်ခုတွေးတိုင်းအတတ်ပညာသစ်တစ်ခုသင်တိုင်းအဲ့ဒီဆဲတွေကြမှာလမ်းကြောင်းအသစ်တွေဖြစ်ပေါ်လာပါတယ်လေ့ကျင့်ဆိုတာကလည်းအရေးပါပါတယ်သင်ကအမြဲတမ်းငါမလုံနိုင်ဘူးလို့တွေးနေရင်အဲ့ဒီလမ်းကြောင်းကဝေးပြေးလမ်းမကြီးလိုကျေပြန့်ခိုင်မာသွားပြီးဘာလို့မယုံကြည်တော့တာပါဒါပေမဲ့စိတ်ကိုပြန်လဲလေ့ကျင့်ပေးမယ်ဆိုရင်လမ်းကြောင်းဟောင်းကိုဖြတ်ပြီးလမ်းကြောင်းအသစ်ကိုတည်ဆောက်လို့ရပါတယ်ကျွန်တော်တို့အုံနောက်ထဲမှာ reticular activating system တို့ကောင်းနေနဲ့ RAS လို့ခေါ်တဲ့အံ့ဩစရာကောင်းတဲ့စစ်ထုတ်တဲ့စနစ်တစ်ခုရှိပါတယ်သူကတော့တင်းစိတ်ထဲမှာရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အချက်လက်တွေကိုပဲလက်ခံပြီးတော့ကျန်တာတွေကိုပယ်ထုတ်ပစ်တာပါဥပမာသင်ကကားတစ်စီးဝယ်ခြင်းနေတယ်ဆိုပါစို့အဲ့ဒီကားမျိုးစားကိုလမ်းပေါ်မှာခဏခဏတွေ့လာရတာသတိထားမိဘူးပါသလားအရင်ကလည်းအဲ့ဒီကားတွေလမ်းပေါ်မှာရှိနေတာပဲဒါပေမဲ့သင် RAS ကအရင်မကြည့်ဘူးလို့သတ်မှတ်ထားလို့မမြင်ခဲ့တာပါဒါကြောင့်သင်ကခွင့်ရည်တွေရှိတယ်လို့စိတ်ထဲမှာခိုင်မာသတ်မှတ်ထားရင်သင်အုံတော့ကသင်မျက်စိရှိမှရှိနေတဲ့ခွင့်ရည်တွေကိုစတင်ပြီးတော့မြင်အောင်ကြည့်ပေးလာပါလိမ့်မယ်နောက်ပြီးတော့စိတ်နဲ့ခန္ဓာကိုယ်ဆက်သွယ်မှုအကြောင်းလဲပြောပြချင်ပါတယ်စိတ်ရဲ့တကူဟာစိတ်ထဲမှာလည်းမဟုတ်ပဲခန္ဓာကိုယ်အထိတက်ရောက်ပါတယ်စိတ်ထောင်းလို့ကိုယ်ကြီးဆိုတဲ့စကားလိုစိတ်ဖိစီးမှုတွေများလာရင်ကျန်းမာရေးထိခိုက်လာပါတယ်သင်ဆိုရင်ပူပန်းနေတဲ့အခါခန္ဓာကိုယ်ကကော်တီဇိုးဆိုတဲ့ဟော်မုန်းတွေကိုထုတ်ပေးပါတယ်ဒါဟာကြားလာရင်ကိုယ်ခံအားစနစ်ကိုကျဆင်းစေပါတယ်ဆေးပညာလောကမှာတကယ်ဆေးမဟုတ်ပဲကြားလုံးကျွေးပေမဲ့ဒါဟာယောဂပျောက်တဲ့ဆေးလို့ယုံကြည်သွားတဲ့လူနာတွေယောဂတက်တာလာတာတွေ့ရပါတယ်ဒါဟာစိတ်ကခန္ဓာကိုယ်ကိုကုသပေးနိုင်တဲ့အထောက်အထားပါပဲတချို့ဆရာဝန်တွေဆိုရင်ဆေးကုသမှုကလည်းရန်ကောင်းတယ်လို့စကားပြောကလည်းအရန်ကောင်းကြပါတယ်ဟာဆရာကဆေးမကူရသားအသေးပေမဲ့ဆရာစကားနဲ့တင်ယောဂကတဝက်သက်တာနေပြီလို့ပြောကြတာတွေဟာယုံကြည်မှုဆိုတဲ့စိတ်ရဲ့အစွမ်းပါပဲခုဆိုရင်စိတ်ဆိုတာဘာလဲသိပ္ပံနည်းကျဘလို့လှုပ်လှုပ်တယ်လဲဆိုတာကိုသိသွားပြီဆိုတော့ဒီတကိုးကြီးတဲ့စိတ်ကိုဘလို့စတင်သုံးချမလဲနောက်တစ်ဘိုင်းနဲ့မှာကျွန်တော်တို့ရဲ့အတွေးတွေကနေတဆင့်လက်တွေ့လောကကိုဘလို့ပြောင်းလဲမလဲဆိုတာဆက်လက်ဆွေးနွေးတော့ပါမယ်အပိုင်းနှစ်ကိုဆက်မသွားခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးဘူးဆိုရင် subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာ
စာဖတ်ချင်ပေမဲ့စာဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ဘဝနဲ့ပတ်သက်ပြီးတော့တည်တည်ထိုက်တဲ့အကြောင်းအရာတွေဘူးတရတွေကိုအမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ်လို့ subscribe လေးနှိပ်ထားပေးဖို့လဲတောင်းဆိုချင်ပါတယ်ဗျာဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့အပိုင်းနှစ်ကိုဆက်ပြီးတော့သွားလိုက်ရမှာဗျာအပိုင်းနှစ်အတွေးဤစွမ်းအားအတွေးဆိုဒီမှာစွမ်းအင်ဖြစ်သည်တဲ့ကျွန်တော်တို့တွေးလိုက်တဲ့အတွေးတိုင်းဟာခေါင်းထဲမှာတင်ပျောက်ကွယ်သွားတာမဟုတ်ပါဘူးသိပ္ပံပညာရအတွေးတစ်ခုဟာလက်စစ်တန်လာလိုင်းတွေဖြစ်ထွက်ပေါ်လာတာပါဒီစက်ကြဝဠာထဲမှာရှိသမျှအရာအလုံးဟာတုံခါနေကြပါတယ်အကောင်းမြင်တဲ့အတွေးတွေဥမာမြတ်တာယေရှုတင်ခြင်းဟာမြင်မာတဲ့တုံခါမှုလုံးရှိပြီးအဆိုးမြင်တဲ့အတွေးတွေဥမာကြောက်ရွံ့မှုအနာလိုမှုဟာနှိမ်ပါတဲ့တုံခါမှုလုံးရှိပါတယ်ရေဒီယိုတစ်လုံးကိုလိုင်းဖမ်းတယ်လို့ပါပဲတင်ကအဆိုးမြင်တဲ့ frequency လိုင်းပေါ်မှာရှိနေရင်အဆိုးမြင်တဲ့လူတွေအဆိုးမြင်တဲ့အဖြစ်အပျက်တွေနဲ့ပဲတွားပြီးတော့တိုးနေပါပါတင်ဘဝကိုပြောင်းလဲခြင်းရင်တင်ရဲ့အတွေးလိုင်းနှုံးကိုအရင်ပြောင်းရပါမယ်လူတော်တော်များများကြားဘူးကြတဲ့ law of attraction ဆိုတာမှန်တော့အလွန်ရိုးရှင်းပါတယ်တင်အာယုံဆိုင်တဲ့အရာဟာကြီးထွားလာတယ်ဆိုတဲ့သဘောပါဒါဟာစိတ်ရဲ့ဆွဲငင်မှုနေရမှာပါမလိုချင်တာကိုအာယုံဆိုင်ခြင်းအမှားလူအများစုဟာသူတို့မလိုချင်တာကိုပဲမြဲတွေးနေတတ်ကြတယ်ငါအကျွေးမတင်ချင်ဘူးငါအလုံးပြုတ်ချင်ဘူးငါ့ကိုလူတွေထင်မသေးစေချင်ဘူးစသဖြင့်ပေါ့ဒါပေမဲ့တင်းရဲ့မသိစိတ်ဟာမဆိုတဲ့စကားလုံးကိုနားမလည်ပါဘူးသူကအကျွေးအလုံးပြုတ်ခြင်းအထင်သေးခံခြင်းဆိုတဲ့ပုံရိပ်တွေကိုပဲဖမ်းယူပြီးအဲ့ဓာတွေကိုပဲတင်းဘဝတဲ့ထက်ခါရောက်လာအောင်ဆွဲခေါ်နေတာပါအဲ့ဓာတွေကိုပြောင်းလဲတွေးခေါ်ရပါမယ်ကျွေးမတင်ချင်ဘူးလို့တွေးမဲ့အစားငါမှာငွေကျွေးတွေပြည့်စုံပိုးရှံနေတယ်လို့ပြောင်းတွေးကြည့်ပါရလက်ကတိတိတသာကွာခြားသွားပါလိမ့်မယ်ကျွန်တော်တို့ရဲ့အတွေးတွေကိုပိတ်လောင်ထားတဲ့မမြင်ရတဲ့နာယံကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့ limiting belief လို့ခေါ်တဲ့ကိုကန့်သက်ထားတဲ့ယုံကြည်ချက်တွေပါဥပမာစင်ကလေးဘဝတော်ကရုံမထွက်နိုင်တဲ့ဂျူအသေးလေးဟာစင်ကြီးဖြစ်လာတဲ့ခါမှာလဲသူ့ကိုဆက်ပြီးချီနှောင်ထားနိုင်ပါတယ်ဘာလို့လဲဆိုတော့စင်ကြီးရဲ့စိတ်ထဲမှာငါမယုံနိုင်ဘူးဆိုတဲ့အတွေးကစွဲနေလို့ပါငါကပညာမတက်လို့မအောင်မြင်နိုင်ဘူးငါကရုံမချောလို့ချစ်မခံရဘူးငါမိသားစုကဆင်းရဲလို့ဘာမှလုပ်လို့မရဘူးဒါတွေဟာတင့်ကိုချီနှောင်ထားတဲ့ကျိုးမြင်တွေပါဒါတွေဟာအမှန်တရားမဟုတ်ပါဘူးတင်လက်ခံထားတဲ့အတွေးသက်သက်ပဲဖြစ်ပါတယ်အရာအလုံးဟာအတွေးကနေပဲစတင်တာပါတင်ဒီနေ့တွေးလိုက်တဲ့အတွေးတစ်ခုဟာနောက်9နှစ်ကြာမှတင်ဘယ်လိုလူမျိုးဖြစ်နေမလဲဆိုတော့ကိုဆုံးဖြတ်ပြီးသွားမှာပါဒါကြောင့်သိစိတ်တွေကိုဝင်လာတဲ့အတွေးတိုင်းကိုဂိမ်းဆောင်တယောက်လိုတေချာစစ်ဆေးပါတင်ဘဝအတွက်အကျိုးမရှိတဲ့အတွေးဆိုရင်ဝင်ခွင့်မပေးပါနဲ့အတွေးရဲ့စွမ်းအားကဘယ်လောက်ကြီးမားလဲဆိုတာခုဆိုရင်သိလောက်ပြီလို့ထင်ပါတယ်ဒါပေမဲ့အတွေးတွေတွေးနေုံနဲ့ဖြစ်ပါမလားလို့တင်မေးစရာရှိလာပါပြီဟုတ်ကဲ့နောက်ထပ်ဘိုင်းသုံးပါတော့ဒီအတွေးတွေကိုလက်တွေ့ဘဝမှာတကယ်ဖြစ်လာအောင်ဖန်တီးပေမဲ့စိတ်ကူးပုံဖော်ခြင်းနဲ့လက်တွေ့ကျင့်စဉ်တွေကိုဆွေးနွေးတော့မဖြစ်လို့ဆက်လက်ကြည့်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဗျာအပိုင်းသုံးစိတ်ရဲ့တကူကိုသုံးချမိလက်တွေ့နည်းလမ်းများပထမဆုံးလက်တွေ့နည်းလမ်းကတော့စိတ်ကူးပုံဖော်ခြင်းပါကမ္ဘာကျော်အာကာသသမားတွေဘီလီယံနာတွေဟာသူတို့မအောင်မြင်ခင်ကတည်းကဒီနည်းလမ်းကိုသုံးခဲ့ကြတာပါအုံနောက်ကိုလှည့်စားခြင်းကျွန်တော်တို့ရဲ့အုံနောက်ဟာတကယ်ဖြစ်နေတဲ့အဖြစ်အပျက်နဲ့စိတ်ကူးရင်နေတဲ့အဖြစ်အပျက်ကိုခွဲခြားပြီးတော့မသိပါဘူးတင်ကပန်းနိုင်တစ်ခုကိုရောက်နေပြီလို့စိတ်ထဲမှာအသေးစိတ်မြင်ရောက်နေရင်အုံနောက်ကအဲ့ဒါကိုအရှိတရားလို့မှတ်ယူပြီးလိုအပ်တဲ့စွမ်းဆောင်ရည်တွေကိုထုတ်ပေးပါတယ်မျက်စိမှိတ်လိုက်ပါတင်ဖြစ်ခြင်းတဲ့ပန်းနိုင်ကိုရောက်နေတဲ့ပုံကိုရုပ်ရှင်ကြည့်သလိုကြည့်ပါအတန်တွေကိုကြားကြည့်ပါပတ်ဝန်းကျင်ကအနံ့ကိုခံစားကြည့်ပါအရေးကြီးဆုံးကအောင်မြင်သွားတဲ့ခံစားချက်ကိုအခုပဲခံစားလိုက်ပါဒီနေ့ကို9မိနစ်ပဲလုပ်ပေးရင်တော့တင်းရဲ့ယုံကြည်မှုဟာမယုံနိုင်လောက်အောင်တိုးတက်လာပါလိမ့်မယ်ဒုတိယနည်းလမ်းကတော့မြူသဘောဆောင်သောအမိန့်တွေပါဒါဟာတင်းရဲ့မသိစိတ်ကိုစကားလုံးတွေနဲ့ပြန်လည်ပရိုဂရမ်သွင်းတာဖြစ်ပါတယ်ကျွန်တော်တို့ကိုပြောတဲ့စကားတွေဟာကျိန်စာဒါမှမဟုတ်စူးလက်ဖြစ်နိုင်ပါတယ်ငါကအမြဲတမ်းနောက်ကျနေတာပဲလို့ပြောမယ့်အစားငါဟာအချိန်ကိုတန်ဖိုးထားပြီး
စနစ်ကျတဲ့သူဖြစ်တယ်လို့ပြောင်းပြောကြည့်ပါဘီယူသဘောဆောင်တဲ့အမိန့်တွေလုပ်တဲ့အခါအချက်၃ချက်လိုအပ်ပါတယ်၁ပြစ္ဆုတ်ပံကာလဖြစ်ရမယ်နံပါတ်2အဘီယူသဘောဆောင်ရမယ်နံပါတ်3ခံစားချက်ပါရမယ်ဥပမာငါချမ်းသာလာနိုင်မယ်လို့မပြောပါနဲ့ငါစီကိုငွေကြေးတွေနီလန်မျိုးစုံနဲ့ဝင်လာနေပြီလို့ပြောပါဒါဟာတင်အိုးနောက်ကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးလိုက်တာပါဒါဟာစကလုံးရဲ့စွမ်းအားတွေပါတတိယနီလန်ကတော့အလွန်ရိုးရှင်းပေမဲ့စွမ်းထက်ဆုံးဖြစ်တဲ့ယေရှုတင်ခြင်းပါလူတော်တော်များများဟာမရှိတာကိုပဲအာယုံစိုက်နေကြလို့မရှိခြင်းတွေပဲထပ်ရောက်လာတာပါယေရှုတင်ခြင်းဟာသင်ရဲ့အာယုံစိုက်မှုကိုမရှိတာကနေရှိတာစီကိုပြောင်းလဲပေးပါတယ်ညာအိတ်ခါနေတိုင်းအဲ့ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ကောင်းတဲ့အရာသုံးခုကိုချရည်ကြည့်ပါတည်တည်လေးတွေလည်းရပါတယ်ဒီနေ့ကော်ဖီလေးကရတာရှိတယ်တကယ်ချင်းကဖုံးဆက်ပြီးအားပေးတယ်စသဖြင့်ပေါ့တင်ကျေးဇူးတင်လေးကျေးဇူးတင်စရာအကြောင်းအရာတွေတင်ပေါ်ရတဲ့ပူရောက်လာလေးဖြစ်မှာပါနောက်ဆုံးနည်းလမ်းကတော့တတိနဲ့နေထိုင်ခြင်းပါကျွန်တော်တို့စိတ်တွေဟာအတိတ်ကိုပြန်နှောင်ထားရလိုက်နာဂတ်ကိုစိုးရိမ်လိုက်နဲ့အမြဲတမ်းလှုပ်ရှုပ်နေတတ်ပါတယ်စိတ်ရဲ့တကောဟာလက်ရှိပြစ္ဆုတ်ပံမှာပဲရှိပါတယ်တတိနဲ့နေထိုင်လာတဲ့အခါတင်းရဲ့စွမ်းအင်တွေဟာဟိုဒီပြန်ကျဲမနေတော့ပဲစူးစီးလာပါလိမ့်မယ်အဲ့လိုစူးစီးလာတဲ့စိတ်စွမ်းအားဟာမှန်ဘလူးနဲ့နေအောင်ကိုစုပြီးမီးရှို့တယ်လို့မျိုးဘလို့ခက်ခဲကိုမဆိုကြော်ပြတ်နိုင်ပါတယ်ဒီနီလန်းလေးခုကိုတင်းပုံမှန်လှုပ်ဆောင်မယ်ဆိုရင်တင်ဘဝဟာတလအတွင်းမှာလည်းတီးတီးတတာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒါတွေကိုလှုပ်ဆောင်တဲ့နေရာမှာအနောက်ရှက်ပေးမဲ့ကြောင်ရွံ့မှုတွေစိုးရိမ်မှုတွေရှိလာရင်ရောဘယ်လိုလုပ်မလဲဟုတ်ကဲ့နောက်ထပ်ဘိုင်းလေးမှာတော့အဲ့ဒီအတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုဆက်ပြောပြသွားပါမယ်အပိုင်းလေးအတားအဆီးများကိုကျော်လွှားခြင်းကျွန်တော်တို့စိတ်ကိုစတင်လေ့ကျင့်ပြီဆိုတာနဲ့မင်းဓာတွေလုံနေလို့တကယ်ရောဖြစ်လာမှာလားမင်းကအပူတွေလုံနေတာပါဆိုတဲ့အတွင်းစိတ်ကဝေဖန်တဲ့နေကြားလာရတတ်ပါတယ်ဒါအလွန်သဘာဝကျပါတယ်ဘာကြောင့်ဒီတန်တွေထွက်လာတာလဲကျွန်တော်တို့ရဲ့အုံလောက်ဟာပြောင်းလဲမှုကိုကြောက်ပါတယ်သူကတင့်ကိုအန်ရကင်းတဲ့အစုံထဲမှာပဲထားချင်တာပါဒါကြောင့်အတိတ်တစ်ခုခုလုံတိုင်းသူကအတားအဆီးတွေဖန်တီးပါတယ်ဒါဆိုရင်ဘယ်လိုကြော်လာမလဲဒီအတန်တွေကိုတိုက်ခိုက်မနေပါနဲ့သတိပြုမိုံပဲပြုလိုက်ပါ။အော်ငါအုံနောက်ကငါ့ကိုကာကွယ်ဖို့ကြိုးစားနေပြန်ပြီပဲလို့မှတ်ချက်ပြုပြီးတင်းရဲ့ဒီပြုချက်တွေကိုဆက်လုပ်ပါ။တန်ရကိုအရေးမလုပ်လေသူကတန်တိုးသွားလေဖြစ်ပါလိမ့်မယ်။ကြောက်ရွံ့မှုကိုခွန်အားဖြင့်ပြောင်းလဲခြင်းစိတ်ရဲ့တကူကိုသုံးချရမှာအကြီးမားဆုံးအတားဆီးကကြောက်ရွံ့မှုပါ။ကြာရှုံးမှာကိုကြောက်တာလူလောင်မှာကိုကြောက်တာစတာတွေပါသိပ္ပံနေကြကြည့်ရင်ကြောက်ရွံ့နေတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းနဲ့စိတ်လှုပ်ရှားနေတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းဟာအတူတူပါပဲကွာခြားတာကသင်ရဲ့အတိတ်ပဲဖွင့်ဆိုချက်ပါတစ်ခုခုကိုကြောက်လာတဲ့ခါငါကြောက်နေတယ်လို့မပြောဘဲငါဒါကိုလုပ်ဖို့အရန်စိတ်လှုပ်ရှားနေတယ်လို့စကားလုံးပြောင်းသုံးကြည့်ပါသင်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်ပုံချက်ချင်းပြောင်းလဲသွားတာကိုခံစားရပါလိမ့်မယ်ကြောက်ရွံ့မှုကိုအဟံအတားဖြစ်မမြင်ပဲအောင်မြင်မှုစီသွားမဲ့ဆာလောင်မှုအဖြစ်အသုံးချလိုက်ပါစိတ်ရဲ့တကောဟာတင့်ပေါ်မှာပဲမူတည်တာမဟုတ်ပဲတင့်ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းအင်တွေပေါ်မှာလည်းမူတည်ပါတယ်တင်ကစိတ်စွမ်းအားနဲ့တက်လန်းဖို့ကြိုးစားနေကြမှာဒါတွေကမဖြစ်နိုင်ပါဘူးလို့ပြောမဲ့လူတွေအမြဲရှိနေမှာပါသူတို့ဟာတင့်ရဲ့စိတ်စွမ်းအင်တွေကိုဆုပ်ယူမဲ့အနာဂျီဗန်ပိုင်ယားတွေပါတင့်စိတ်တွေကိုဘလို့သတင်းချက်လက်တွေဝင်ငွေပေးမလဲဆိုတာတခြားရွေးချက်ပါ Facebook ပေါ်ကအဆိုးမြင်စကားတွေစိတ်သက်ကြစရာသတင်းတွေကိုရှော့ကြည့်ပါတင့်ကိုအားပေးမဲ့တင့်ထက်တော်တဲ့သူတွေနဲ့ဝန်းရထားပါစိတ်တူကိုယ်တူပတ်ဝန်းကျင်ဟာတင့်ရဲ့စိတ်ဆွမ်းအားကို10စားလောက်မြန်မြန်တိုးတက်စေပါတယ်လူအတော်များများဟာစိတ်ကိုစတင်လေ့ကျင့်ပြီး3ရက်4ရက်အတွင်းရလက်မတွေ့ရင်လက်လျှော့တတ်ကြပါတယ်ဥပမာတရုတ်ဝါဝင်တစ်မျိုးဟာစိုက်ပြီး9နှစ်ကြာတဲ့အထိမြေပေါ်ကိုတစ်လက်မတောင်ထွက်ပေါ်မလာပါဘူးဒါပေမဲ့9နှစ်ပြည့်တဲ့ခါမှာတော့ပေ90အထိ
ထိုးတက်သွားပါတယ်အဲ့ဒီ9နှစ်လုံးလုံးသူဟာမြေအောက်မှာအမြင့်တွေကိုခိုင်မာအောင်တိဆောက်နေခဲ့တာပါတင်းရဲ့စိတ်ကျင့်စဉ်တွေကလည်းဒီလိုပါပဲပြင်ပလောကမှာရလက်တွေချက်ချင်းမပြသေးပေမဲ့တင်းရဲ့မတိစိတ်ထဲမှာအပြောင်းလဲတွေအကြီးကျယ်ဖြစ်နေပါပြီအဓိကကတော့နေ့စဉ်မမှန်လုပ်ဖို့ပါပဲရလက်ကိုတင်းမတောင်းဆိုပါနဲ့လေးလင်းကိုပဲယုံကြည်ပြီးဆက်လုပ်ပါခုဆိုရင်အတားအဆီးတွေကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာသိတော့ပါပြီဒါဆိုရင်ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာတော့ဒီနေ့ပြောပြခဲ့တဲ့အချက်အလုံးကိုစူးစီးပြီးတင်းဘဝကိုဒီနေ့ကစပြီးချက်ချင်းဘယ်လိုစတင်ပြောင်းလဲမလဲဆိုတဲ့ညီကုန်းချုပ်နေ့ချုပ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဘိုင်းကတင်းသည်တင်းဘဝရဲ့ဖန်တီးရှင်ဖြစ်တယ်။ကျွန်တော်တို့ဒီနေ့ပြောခဲ့တာတွေကိုအတူတူပြန်ကြည့်အောင်ပါ။စိတ်ဆိုတာရေခဲတောင်ကြီးလိုပဲမတိစိတ်ကပိုအစွမ်းတက်တယ်ဆိုတာသိခဲ့ရပြီ။အတွေးဆိုတာစွမ်းအိမ်ဖြစ်ပြီးစွမ်းငင်အားကတကယ်အလုပ်လုပ်တယ်ဆိုတာလဲနားလည်ခဲ့ပြီစိတ်ကူးနဲ့ဒီပြုချက်နေလက်တွေကိုဘယ်လိုသုံးရမလဲဆိုတာလေ့လာခဲ့ပြီးပြီးတော့တန်တရားနဲ့ကြောင်ယုံမှုဆိုတဲ့အတားအဆီးတွေကိုကြော်လားနှီးတွေကိုလည်းသိခဲ့ရပြီဖြစ်ပါတယ်ဒီချက်တွေအားလုံးတဲ့ဘူအရေးကြီးတာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ယုံကြည်ခြင်းပါသိပ္ပံနိကြဘယ်လောက်ပဲသိနေပါသေးငါဘဝကတော့ပြောင်းလဲမှာမဟုတ်ပါဘူးလို့တင်ယုံကြည်နေတဲ့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။သိစိတ်ထဲမှာဖြစ်နိုင်ခြေရှိတဲ့ကဘာသစ်တစ်ခုကိုအရင်ဆုံးယုံကြည်ပေးလိုက်ပါ။တင်ယုံကြည်တဲ့အတိုင်းတင့်ကဘာကြီးကပုံဖော်ပေးပါလိမ့်မယ်။ဟုတ်ကဲ့ဒီဗီဒီယိုကိုပေးလိုက်တာနဲ့တင်ပထမအဦးဆုံးလုပ်ရမယ့်အလုပ်က3ခုတည်းပါ။တင်တကယ်ဖြစ်ချင်တဲ့အရာတစ်ခုကိုအခုပဲချရေးလိုက်ပါ။9မိနစ်ညင်ညင်လေးနေပါ။အဲ့ဒီဘန်းတိုင်ရောက်နေပြီလို့မြင်အောင်ပြီးကြည်နဲ့နေလိုက်ပါ။အဲ့ဒီအရာရရှိတော့မှဖြစ်လို့ကြိုတင်ပြီးယေရှုတင်စကားပြောလိုက်ပါဟုတ်ကဲ့ပါမေးစေတင့်မှာမွေးရောက်ပါလာတဲ့အံ့ဩစရာကောင်းတဲ့စွမ်းအားတစ်ခုရှိပါတယ်လူတိုင်းမှာစိတ်ရဲ့တကူတွေရှိပါတယ်အဲ့ဒါကိုအသုံးချဖို့ဘသူစီမှခွင့်ပြုချက်တောင်းနေကြမလိုပါဘူးတင်းစိတ်ကိုတင်ပိုင်ဆိုးပါတယ်တင်းအတွေးကိုတင်ရွေးချယ်နိုင်ပါတယ်တင်းရဲ့ကံကြမ္မာကိုတင်ကိုယ်တိုင်ကပဲဖန်တီးနိုင်ပါတယ်ဒီနေ့ကစပြီးအစိုးမြင်တဲ့စကားလုံးတွေကိုဆုံးလွှတ်လိုက်ပါခွင့်လန်းတွေကိုပဲကြည်ပါသင်ဟာထိုက်တန်တဲ့သူဖြစ်သလိုအောင်မြင်နိုင်တဲ့စွမ်းအားလည်းသင်ထဲမှာပြည့်ရှိပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကသင်အတွက်ကျိုးရှိတယ်ဆိုရင်ချစ်ခင်ရတဲ့တကယ်ချင်းတွေစီကိုလည်းမျှဝေပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာစိတ်ရဲ့တကိုးနဲ့အတူတာယာလှပတဲ့ဘဝတစ်ကိုဒီဆောက်နိုင်ကြပါစေအားလုံးကိုယေရှုအထူးတင်ပါတယ်ခင်ဗျ